မင်္ဂလာပါကျွန်မရှင်နယ်လေးမှာပြန်လဲကြိုဆိုလိုက်ပါတယ်2ရက်2လမှာ5ရက်2လပေါ့နော်5ရက်2လ2028တပတ်စာပေါ့နော်ဒါလေးကတပတ်စာကပ်ပေါ့နော်တပတ်စာကပ်ဘူးမကျော်3ညပေါ့နော်3ညလေးဖြစ်ပါတယ်ဟူးမကျော်ဘူးနော်3ညလေးကဟူးမကျော်3ညနော်3ညဒါ3ညရေးပေးထားတာကျမမိတ်ဆွေတွေဘောင်ခတ်ပလိုက်လို့တမျိုးကြီးမမြင်နဲ့ဒါ3ညနော်ဟူးမကျော်3ညအလုံးပိုင်းနောက်ပြီးရင်လာနဲ့ဂါမာကီးပေးမယ်နော်4 3 9ကီးခွဲထွက်မလားတွဲထွက်မလားတော့မသိဘူးဒီ3လုံးอ่ะနော်နောက်ပြီးရင်တပတ်စာမပြောက်ပေါ့နော်မပြောက်ကနန်းကခွန်နှစ်လေး3ညပေါ့နော်ခွန်နှစ်လေး3ညကမပြောက်ဘူးပေါ့နော်အဲ့ဒီခွန်နှစ်လေး3ညကခွေပြီးတော့လည်းထွက်တတ်တယ်နော်ခွေပြီးထွက်တတ်တယ်သူကဗုဒ္ဓဖူးတို့ကြာလာပလေးတို့ပေါ့နော်အဲ့ဒါမျိုးမှာခွေထွက်တတ်တယ်ပြီးရင်ပြီးခဲ့တဲ့ကြာလာပလေးနဲ့ရှစ်ထိတ်ထွက်တာလို့ဒီဟာတွေကလေ2 4 3ညလေးရ20တို့40တို့ကောင်းတယ်နော်ပြီးခဲ့တဲ့ဘက်ကလည်းဒီမှာမွေးခိုင်းတာ20 40ရှိရပေါ့နော်နဘီရတခါပါလဲဆိုတော့အခွေပေါ့နော်တပတ်စာအခွေပေးရမယ်ဆိုတော့အဲ့ဒါကလည်း5လုံးဖြစ်နေနော်ကြိုက်အခွေမကြိုက်ရင်မခွေနဲ့တပတ်စာအခွေရဒီတပတ်ထူးခြားခြားခွန်ကို3ည4နှစ်ပေါ့နော်ခွန်ကို3ည4နှစ်သူကဒီလို5လုံးပေးထားပြီဆိုရင်တော့ဒီခွေရလေးကျင်းသေး2ကျင်းညော်တယ်ပေါ့နော်ကျင်းသေး2ကျင်းတို့3ကျင်းတို့ထွက်တာလေပေါ့နော်ဒါမျိုးဒါပေမဲ့ပြီးကပါဝါတွေရမ်းမြူးသွားဆိုတော့ဒီတွဲတဲ့ပါဝါတွေထိုးချင်မှထိုးပေါ့နော်ပါဝါတို့နှက်ခတ်တို့ပေါ့နော်ထိုးချင်မှထိုးတကယ်တော့ဒီပေါ်မှာတော့2 4 3ညလဲညှိတယ်ခွန်2 4 3ညကတပွက်ထွက်မယ်ဆိုတော့ပါဝါတွေဘာတွေကပြီးကဘက်ကအရေးစင်တာတော့တိတ်ခွန်ဖြစ်ဖို့နော်ထိုးချင်တဲ့လူကထိုးပေါ့ဒီကဒီထဲမှာဆို2 4 3ညတူတယ်2 4 3ညတူတယ်ပေါ့နော်3လုံးလေးက2ချိန်3ချိန်လောက်ခွေပေးမှာတော့မသိဘူးဒါမှမဟုတ်9နှစ်တို့ဘာလို့ကောင်းတယ်ပေါ့နော်အဲ့ဒါမျိုးပါနောက်ပြီးရင် break ပေါ့နော် break ကဒီတစ်ပတ်ကျမ3လုံးမပေးမယ်နော်4လုံးမပေးအဲ့ဒါကခွန်နှစ် break ရေခွန်နှစ် break ခွန်နှစ် break နှစ် break ကောင်းလားနော်နှစ် break ကအစောဆုံးဆင်းဖို့များတယ်နှစ် break ရေခွန် break ရေဗါလဲနှစ် break ခွန် break 4 break ပေါ့နော်ဒီ break 3လုံးကျွန်မကြိုက်တယ်ဟိုကတီးတန့်ပါနော်တီးတန့် break တစ်လုံးနဲ့လိုက်ရှင်တဲ့လူတွေက5 break ကိုထိုးနော်5 break ကိုထိုးကြတစ်လုံးနဲ့ break တစ်လုံးနဲ့ပဲဒီဘွားဟာလေလာမှာပဲနော်2 break 4 break တို့ခွန် break တို့ကောင်းတာနော်ဒီတက်မှာဆိုရင်ကျွန်မ2 break ကြိုက်တယ်4 break ကြိုက်တယ်24တယ်ပေါ့နော်အဲ့ဒါမျိုးကြိုက်တယ်နောက်ပြီးရင်တစ်ခါ5 break တစ်လုံးနဲ့ပေးတယ်ပေါ့နော်5 break တစ်လုံးနဲ့လာရမယ်အဲ့လိုမျိုးပါ5 break ထဲမှာဆိုရင်ကျွန်မနှစ်3ကိုကြိုက်ဆုံးပါပဲလို့နော်နှစ်3 5 break ထဲမှာဆိုနှစ်3နှစ် break ထဲမှာဆိုရင်20နော်နှစ်3လို့20ဟိုကောင်းတယ်ပေါ့နော်အဲ့နှစ်ပတ်ကိုကြိုက်တယ်ကျွန်မကတော့နောက်ပြီးတွဲလုံးလေးပေးမယ်တစ်ပတ်ဆက်တွဲလုံးကျွန်မမိတ်ဆွေရလာပါပြီအမ3 1တို့10တို့နော်နောက်ပြီးနှစ်5တို့5 4တို့ပေါ့နော်နောက်ပြီး3ခွန်ရယ်3ည9ရယ်ဆိုပြီးတော့ဒါတွဲလုံးပေါ့နော်ဒီတွဲလုံးကကျွန်မတင်လာတော့တချို့ကလေညားလို့နားလဲချင်မှနားလဲမယ်ပေါ့နော်တကယ်လို့နားမလဲဘူးဆိုရင်ဒီ6ကွက်ကိုပဲထိုးပါ2ကွက်ကတော့ကျင်းသေးတယ်ပေါ့နော်အဲဆိုရင်ဒီမှာ10ကျွန်မချိန်တာနောက်ပြီးရင်
ဘူးတွေပါအများလာမလားတော့မသိဘူးကနန်းဒီလိုမျိုးတွေးနေလို့ပြီနော်အဲ့တော့20တို့3တို့ပေါ့နော်လေးပရိဆိုလဲ3နောက်ပြီးဒီမှာ9အပူတွေပါဆိုလဲနော်နောက်ပြီး3ဆိုလဲ2ပရိပေါ့နော်3ဆိုလဲ2ပရိ3နဲ့9လေးနဲ့လဲတွဲဒါမှမဟုတ်လေဒီ3နဲ့9လေးနဲ့လဲတွဲပေါ့နော်3 9လေးလဲကောင်းတယ်2ပရိတွေထဲမှာစဉ်းစားမယ်ဆိုရင်အဲ့လိုမျိုးလေးစဉ်းစားခိုင်းတာပါ4ပရိဆိုရင်304တို့ပေါ့နော်304ပေါ့နော်လို့အနိကရက်တွေလည်းတွဲပြီးထွက်တတ်တယ်အပေါ်တွေလည်းတွဲထွက်တတ်တယ်ပေါ့နော်ဒီမှာဆိုလဲ30ပေါ့နော်အဲ့ဒါမျိုးလေးအနိကဆုံးစဉ်းစားပါဒီ short ကွက်ထဲမှာရှိတဲ့ကဏ္ဍနေရာလေးစော့တက်မယ်ဆိုအများကြီးလာပေးတယ်ပေါ့နော်အများကြီးလာပေးတယ်အဲ့ဒါမျိုးပြောရပါကျွန်မမိတ်ဆွေတွေကျွန်မဒီလောက်ပါပဲအကြိုက်ဆုံးနှစ်ကွက်ကတော့ဒါပါနော်ကြိုက်ဆုံးနှစ်ကွက်ကတစ်ခွက်တော့ကျင်းတီပေါက်ထွက်နေမြင်နေပေါ့နော်ဒီမှာရအားလုံးဒါလေးကတော့တစ်ပတ်စာကျွန်မမိတ်ဆွေတစ်ပတ်စာပေါ့နော်အပူးချိတ်တဲ့လူတွေရတယ်အလဲပြရှာတာတော့လေအပူကလာပါမလားမသိဘူးအလဲဘူးတွေများနေလို့ဒါပေမဲ့ကျွန်မအပူးချိတ်3ပေါ့နော်နောက်ပြီး4တိုက်ကြတယ်နောက်ပြီးရင်9ရမ်းမယ်နော်ပြီးရင်ပြီးခဲ့ပါ4ထွက်တာလို့လေ9လေးထွက်တာလို့6လေးကိုလေထိုးချင်တဲ့လူတွေကထိုးပေါ့နော်6လေးလေ9ထွက်ပြီးရင်သူက6လေးတို့9တို့လည်းဖြီးတတ်တယ်ပေါ့နော်နှစ်ကွက်ထဲကတစ်ခွက်ဖြီးတတ်တယ်ပေါ့နော်6လေးလည်းထည့်ပေးမယ်ပေါ့နော်ရန်ထိုးကြပါပါကဲအလုံးဒီကကလေးကတလောက်ပါပဲဒီမှာဈေးကွက်ကလေးရေးပြီးမယ်နော်ဈေးကွက်မနက်ဖြန်တင်ဖို့မသေးချလို့ဒီညပဲရေးပြီးမယ်ဈေးကွက်ကဲဈေးကွက်ကပါတယ်ဒါတော့ဈေးကွက်နှစ်ရက်နှစ်လာနေပါနော်လာနေဈေးကွက်ပါနော်ဈေးကွက်ကတော့ရှစ်တုံးမဟုတ်ဒီနေ့ဘယ်လိုဖြစ်လဲရှစ်တုံးရတာတမနှစ်လေးတယ်နော်တုံးရငါတော့တနင်္လာနေ့မနက်မှာထွက်သွားလို့စဉ်းစားခြင်းဝမ်းချိန်နေနဲ့ပဲစဉ်းစား50ပေါ့နော်ပြီးရင်ဒီရနဲ့လာက20တို့40တို့ပေါ့နော်အဲ့ဒါမျိုးတွေ5တို့4လေးပါဘယ်လိုဆိုတော့ဒီတစ်ပတ်က2ရက်ကနေ5ရက်ပေါ့နော်2ရက်ကနေ5ရက်ဆိုတော့တခါလေးချင်းလည်းအဲ့လိုမျိုးတွဲထွက်တတ်တယ်ပေါ့နော်ကြည့်ရတဲ့ date တွေကိုပြောပါနော်အဲ့ဒါမျိုးတွေလာတတ်ပါတယ်နောက်ပြီးရင်ဒါလေးတော့ဈေးကွက်ပေါ့နော်ကျွန်မမိတ်ဆွေကြိုင်အဲ့ဒါထို့ပြီးရင်ဒီ10ရက်3ရက်10ရက်10ရက်3ရက်9ရက်ပေါ့နော်ဒါမျိုးလေးတော့ကောင်းနေပါနော်အလုံးမတာပါပဲရှင်းမနှောက်ထောင်တစ်လုံးပန်ရထပ်ပြီးတော့တင်ပြီးမယ်ပေါ့နော်အဲ့တော့3ရက်1ကရှိမလားဒီတိုင်းတွဲထွက်မလားမသိဘူးပေါ့နော်အဲ့3ရက်1ကတော့တနင်္လာနေ့မှာ3ရက်1ကိုအရင်ကြိုက်တယ်ကျွန်မမနေ့ကပိုင်းမှာတင်နေရဈေးကွက်ကဘယ်လိုမျိုးလာလဲတော့ဒီ3ဒီဒါမှ3ရက်ခွန်ဆိုပြီးတော့အဲ့ဒါမျိုးလာတာပေါ့နော်တနင်္လာနေ့ကိုခွန်လိုက်ကြိုက်တယ်နော်တနင်္လာနေ့ကိုခွန်ကြိုက်တယ်ဆိုတော့90ကြီးပဲပြင်ချပေးမှဒီကြတော့90ရတယ်မှာဝိုင်းချင်းဆိုလေခွန်3ရက်ပေါ့နော်အဲ့ဒါမျိုးလေးထိုးနော်ဒါရှိန်ထွက်မထွက်ရင်ဒီနှလုံးထဲကရှိန်ထွက်မယ်အဲ့လိုမှဒီအလဲ3လေးကမူပိုင်းပေါ့နော်မူပိုင်းဒါမှမဟုတ်ရင်သူကဒီ3ကိုပါဝါတို့နှစ်ခတ်တို့ပြောင်းပြီးတော့လဲလာတတ်တယ်ပေါ့နော်ဒါကတနင်္လာနေ့ပေါ့နော်တနင်္လာနေ့ကဲကျွန်မမိတ်ဆွေအများကြီးအာရုံမနောက်ပါနဲ့တနင်္လာနေ့ကိုဒီဈေးကွက်ပေါ့နော်ရှိန်ကီဒါတော့စော်ဝဲမှာပေးထားတဲ့ဟာပေါ့အားလုံးကလပ်ပါ